妈，你没那个呀？巴路过来。嘿，今天你都嘛叔叔没你哩，哎呀，我都没你来背么咯。သမီးဒါပါလေးတဲ့သိလား တိတယ်လေမွေးနေ့ကိတ်လေ သမီးမွေးနေ့ကိုသမီးမေ့နေရမလား တိတယ်မမေ့ပါဘူးဒီနေ့သမီးမွေးနေ့ဆိုတာတိတယ်အားကြောင့်ပဲအပြင်မှာတငယ်ချင်းတွေနဲ့မွေးနေ့လို့ကိုချိန်ထားပြီးပြီတုံးမိုးနဲ့တိတ်ပြီ ဒါဆိုသမီးကအမေတို့နဲ့မွေးနေ့မလုပ်ဘူးပေါ့ ဟာမလုပ်ပါဘူးအပြင်မှာတငယ်ချင်းတွေအကုန်ချိန်ပြီးပြီနောက်ကျတော့မိုးနဲ့တိတ်ပြီ တောက်လည်းပတ်စံ9000လောက်ပေး ဟာဘာလို့လို့လဲတာရဲ့ အမေရလဲဗျာမိသမီးတောင်းတဲ့2သိန်းကြောက်ပေးရတာ9000လေးတောင်းတာကြတော့ဘာလို့လဲလာလုံနေ ဟုတ်ဘူးလေတာရဲ့ဒီနေ့ကသူ့မွေးနေ့လေသူ့မွေးနေ့မို့လို့သူ့တငယ်ချင်းတွေနဲ့အပြင်သွားပြီးမွေးနေ့လုပ်မှာမို့လို့အမေကပေးလိုက်တာလေတာရဲ့ရှေ့လာကြရင်လေတာရဲ့မွေးနေ့ရှိတယ်လေအဲ့ကြအမေကပေးမှာပေါ့တာရဲ့ ဩအမေရလဲဗျာမသိရင်တာမွေးနေ့လုံးမှာပတ်စံရမလို့ဖြစ်နေတားတငယ်ချင်းတွေဆိုအပြင်တစ်ခါသွားရင်သူ့မိပါတယ်မဟုတ်ဘူးအနည်းဆုံး3သိန်းခွဲ2သိန်းလောက်ထည့်ထည့်ပေးလိုက်တယ်သူတာ9000လေးတောင်းတာအမေကအပြည့်မြင်တော်ရမယူတော့ ဟောတာရဲ့ကဲရော့ အမေပေးလိုက်မယ်နော်ဒီမှာ9000 ညမဂီးဆိုင်ပြီးသွားအောင်နော် တာရဲ့မင်းမကိုဖုန်းတစ်ချက်လောက်ခေါ်ပေးပါအောင်ကွယ်အမေဖုန်းခေါ်နေရခေါ်လို့မရလို့ အမေရလဲကိုယ့်ကိုခေါ်လိုက်မေရဒီမှာတာခင်းစောနေအောင် 妈妈， ဟေး 你怎么有碰过了呀？ ဖုန်းခေါ်လို့မရအောင်ငါ့ကိုတစ်ချက်လောက်ခေါ်ပေးပါအောင်ဟဲ့ ကျွန်တော်ဆောင်းနာခေါ်တယ်မကင်ဘူးနောက်တော့ကောက်ခေါ်တယ်ငါဖုန်းဘလော့သွားတယ်ငါဘယ်လိုသွားဆက်မလဲ 那我有风车了。ငါဆက်နေပါရဲ့ညာလေး ဟဲ့ဒီမှာဖုန်းလေးတစ်လုံးဝင်လာရဲ့ဟဲ့ ကန်းလိုက်လေ ဟယ်လို ဟယ်လိုအန်နီတမီဆူဆူတငယ်ချင်းပါ အော်အေးသမီးဟိုကလေစုစုဖုန်းကခေါ်မရလို့သမီးကစက်ပိတ်ထားတယ်အဲ့ဒါအနည်းကိုဖုန်းတစ်ချက်လောက်ပေးပေးပါလားယင် အော်ဆူဆူဖုန်းကအားကုန်သွားလို့ဆက်ပိတ်ထားတယ်။ तू ကအခု movie အိပ်ပျော်နေပြီအန်နီရဲ့ အဲ့ဒါဆိုစုစုကအိမ်ပြန်မအိမ်ဘူးပေါ့ဘာလို့မူးတာလဲယင် ။အော်ဒီနေ့သူ့မွေးနေ့ဆိုတော့တမီတို့တငယ်ချင်းတွေတောက်စားတာများသွားပြီ။ तू movie အိပ်ပျော်သွားတာအန်နီရဲ့ အော်အေးသမီးကသူ့ကိုတစ်ချက်လောက် view စိုက်လိုက်ပါနော် ။အော်ဟုတ်ကဲ့အန်နီ ကဲဘယ်လိုလဲနင့်သမီးအရက်သမားအခုရေချိန်ကြိုက်နေပြီ ဩ
အော်နေရလဲဟဲ့မွေးနေမို့လို့တခါတလေ तू လဲတောက်တာဖြစ်မှာပါ မမတို့ကပြောလိုက်ရင်အဲ့ဒီတိုင်းပဲနော်မမသမီးရဲ့အပြိုကလေးအပြိုလေးသူများအိမ်မှာအိတ်တယ်ဆိုတာဒဇိမ့်အိမ်နောက်ပြီးတငယ်ချင်းတွေဆိုတာလဲမမမြင်ရလားဟမ်ဒဇိမ့်ယောက်ျားလေးရှိနေဘယ်လိုလုပ်မလဲ ငါသမီးကအဲ့လောက်လဲမမိုက်သေးပါဘူးခဲ မမတို့ကတော့ခက်ပြီဗျာဟိုမှာမင်းမကူဘာဖြစ်နေမင်းသိလားမင်းဂိမ်းဆောက်မပြတ်ဘူး ဟာဦးလည်းသားနဲ့ဘာဆိုင်လို့လဲဗျာ ဟာဟုတ်တွေ့လားမနင်တွေ့လားဟမ် နင်ကခလေးတွေကိုမြင်ရှောက်ပြောနေခလေးတွေခမရလဲနေစရာမရှိတော့ဘူးလေဟဲ့ အေးမတာသမီးယုံဇုံလုံးကမ်းပဲနော်နင်ဇုံလုံးကမ်းမယ် ဒါပေါ့ငါမောင်ရဲ့မင်းအမပဲလေကလေးတွေမျက်နှာလဲရှိသေးတော့တီးခံပြီးတော့စောင့်ရှောက်ပေးရမှာပေါ့ ကျွန်တော်ဆောက်ရှောက်ပေးပါတယ်မကြီးရယ်မလက်ကသူ့သားသမီးတွေကိုကျွန်တော်ဆုံးမရင်မကြိုက်ဘူးဗျာသူ့သားသမီးကိုတခွန်းပြောလိုက်တဲ့နဲ့ဂျားနေကာစီနဲ့ဝင်ပြောတော့ကျွန်တော်စကားဘောင်ဝင်တက်မဝင်နေဖြစ်ကုန်ရော အေးမလက်ကလည်းခက်တော့တာပဲ သားသမီးကိုလူလိုက်တယ် ဟာဦး ဟေး ဦးရောက်နေတယ် အေးဟုတ်တယ်ငါတူကြီး ဦးထမဆိုင်ဘွားမပြန်နော် အာဦးဆိုင်မှပြန်မှာပေါ့နော်အေးငါတူကြီးဒီမှာချောချောလေးတွေဟာလားလိမ္မာကြီးကြလည်းရှိတယ်ဦးကျင်တတ်တယ်မ အေး မရဲ့သားသမီးတွေလိုပဲမလက်ရဲ့သားသမီးတွေကိုလိမ္မာကြီးကြရှိပြီးအကြီးမှသိတဲ့တူတွေတူမတွေဖြစ်စေချင်တာဒီကကလေးနဲ့တော့ကြွားတယ်ဗျာမနေမွေးနေ့ကိတ်တွေနဲ့ဒါဘလို့မွေးနေတော့ ဟောနေတူအငယ်ကောင်မွေးနေလေနေရလဲကိုတူမွေးနေတော့ကိုမမှတ်မိဘူးလား နေအမေလောက်တော့လည်းငါပဲသိမလဲဟာ ကဲသွားမြန်သွားအိမ်ကြီးသွားလဲ ကဲရတယ်ဒီတိုင်းမဲ့အစီအမံတွေထားလိုက်တော့ကိုယ့်အိမ်နဲ့ပဲအဲ့နေသားနဲ့သမီးကိုခေါ်လိုက် မလီဟိုမှာမွေးနေရှင်နေရအိမ်ကြီးလဲနေနေလေ မလာဘူး ကဲတာဒီမှာတားရဲ့မွေးနေ့ Happy birthday ပါ ကဲဆိုပြလိုက်ပါဦးနဲ့တောင်း Happy birthday ဖိုင်လုံးနေရလေ တားမွေးနေ့လေတားရဲ့တားမွေးနေ့မို့လို့အမေကကိတ်စီစဉ်ပေးထားတာ တားမွေးနေကဒီမှာလုံးမှာမဟုတ်ဘူးလေတားတငယ်ချင်းတွေလည်းအပြင်မှာလုံးမှာ ဟောတားဒီမှာလုံးမှာမဟုတ်ဘူးလားတားရဲ့ မဟုတ်ဘူးလေမေတားတငယ်ချင်းတွေအကုန်အပြင်မှာစီစဉ်ထားပြီးပြီမေတားမွေးနေကြရင်မဟုတ်ဘူးပြင်မယ်ဆိုတော့အခုမဟုတ်လားတောင်းတာ မနေတွေးတိုးပြီမလားဆေးရောတောက်ပြီလား တားပါသေး အေးငါပြောတယ်ဆေးတောက်ကိုကျမရဲ့ကိုကူဆိုင်လို့ငါပြောတယ်ဟဲ့ရောလောဆယ်မင်းမေကိုဆေးမတိုက်နဲ့ဘူးတန်မြိုင်တစ်ခွက်အရင်တော့ဖြုတ်ပလေတွား ဟာဦးလေးတို့ကလည်းနောက်ကျနေပါပြီဆိုဗျာ ရပါတယ်ရတယ်ရောက်တားရောက်နှစ်သိန်းကွာတော့ပြန်လာခဲ့ကြနော်တက်တော့တန်ရတဲ့ခုလောက်သွားချော်ပေးပါလေ နင်တို့ဖြစ်ပြီကဲအမဒီတမန်လေးကောင်တောက်လိုက်လားအားလေးကောင်တောက်လိုက်အမနင်ငါပြောတယ်နင်သားသမီးတွေကိုနင်အဲ့လိုအလိုမလိုက်နဲ့လို့ဟမ်အခုနင်ဒီလိုလဲဖြစ်ရောနင်သားသမီးတွေတမယိုင်တစ်ခွက်တောင်နင်ကိုဖြော်တိုက်ကကောင်းမှနားမလည်ဘူးဟမ်မခတ်တယ်Happy birthday to you Happy birthday to you Happy birthday Happy birthday Happy birthday Shanka ရှိတ်ထမင်းတာပါလို့ မွေးနေ့လုံးနေရ မွေးနေ ဟုတ်တယ် မင်းကမွေးနေရှင် ဦးလေးကဘာလာရစ်နေရလဲဗျာဒီနေ့ဒီရက်မှာကျွန်တော်မိကကျွန်တော်မွေးခဲ့လို့ကျွန်တော်မွေးနေ့ရှင်ရှင်းပြီလား မွေးနေရှင်အစ်စ်ကမင်းမဟုတ်ဘူးကွာ ကျွန်တော်မွေးနေ့မှာကျွန်တော်မွေးနေ့ရှင်မဟုတ်လို့ဘယ်သူကမွေးနေ့ရှင် မှတ်ထားကွာဒီနေ့ဒီရက်ကမင်းတို့ကိုလူလောကကြီးတွေကိုရှင်သာအောင်မွေးထုတ်ပေးခဲ့ပြီး
အသက်နဲ့ရင်သေမင်းနဲ့စစ်ခင်ပြီးမင်းတို့ကိုမွေးထုတ်ပေးခဲ့တဲ့မင်းအမေကမွေးနေရှင်အဆစ် ဦးလေးဘာပြောနေကျွန်တော်ဘာမှနားမလဲတော့ အေးမင်းတို့နားမလဲငါပြောပြမယ်ဒီခေတ်လူငယ်တွေမင်းတို့တော်တော်များများမွေးနေဆိုတာနဲ့မင်းတို့ဗတိကိတ်ကြီးတွေနဲ့ပျော်ကြပါကြတောက်ကြစားကြဟမ်မင်းတို့ကအဲ့ဒါမွေးနေလို့ခေါ်တာတကယ်တော့မင်းတို့မှတ်ထားကွာမွေးနေဆိုတာကိုယ့်ရဲ့မိဘဒီနေ့ဒီရက်မှာခြေစုပ်လက်နဲ့ပြုပေးရမှာငါ့ကိုလူလောကကြီးရဲ့မွေးထုတ်ပေးတဲ့ငါရဲ့အမေကျေးဇူးတွေကြီးတယ်သူတို့အသက်ကိုပရဏမထားပဲသားသမီးတွေလူလောကတွေကိုရောက်လာဖို့ရှင်သန်ဖို့သူတို့အသက်ပေါင်းများစွာရင်းပြီးတော့မင်းတို့မွေးထုတ်ခဲ့တာအေးအဲ့ဒါမွေးနေကိုယ့်ရဲ့အမေနားမှာတန်ဖိုးကြီးတဲ့ပစ္စည်းနဲ့မင်းတို့မကြော့နိုင်တော့မှလက်အုပ်ချပြီးမိဘကိုကျေးဇူးဆက်ကမှာကွာအဲ့ဒါမွေးနေလို့ခေါ်တယ်မင်းတို့မှတ်ထားကြကွာဒီနေ့မင်းရဲ့မွေးနေမင်းနားမှာမရှိခဲ့ဟမ်ငါအမလေသူ့သားအငယ်ဆုံးလေးရဲ့မွေးနေဆိုပြီးသူ့ကိုယ်တိုင်မွေးနေကိတ်ကိုဝဲပျော်ပပမိသားစုတွေကျင်းပမယ်ပေါ့ညှော်လင့်ထားလို့ဖြစ်မလာတဲ့ကောင်မင်းတို့အားရှိတငယ်ချင်းနဲ့သွားမယ်လာမယ်အချိန်ဖုံးမယ်မိဘရဲ့အနာမှာတစ်စက်သေးတော့နေကျင်တဲ့ဟာတွေမဟုတ်ဘူးဟမ်အခုငါအမတူတူနေတယ်ကျမ်းမာရေးမကောင်းဘူးတားရဲ့တမရရဲ့တစ်ခွက်လောက်အမေကိုဖြော်တိုက်ဆိုတာတော့မင်းအချိန်မပေးနိုင်ခဲ့ဘူးတမရရဲ့တစ်ခွက်တော့မင်းတို့ဖြော်တိုက်ဖို့တောင်းဝင်မချေခဲ့ဘူးဟမ်အဲ့ဒါမွေးနေတယ်လားအဲ့ဒါကျေးဇူးဆက်တာလားဟမ်မင်းပြောစမ်း ကျွန်တော်နားလဲပါဦးလေးရဲ့အမေမိတိုင်းကျွန်တော်နားလဲပါအခုအမေရောရင်ကျွန်တော်အမေရော မေအိမ်မှာနေမကောင်းဘူး အမေမင်းတို့အမေမလို့ပါခေါ်ပါဦးမေ လုံးရပါဦးမခေါ်လို့ရ မမ ကိုခေါ်ပါဦးမေခေါ်လို့မရတော့ဘူး မမဟဲ့မမစိတ်ထငါမဆုံးပြီ မေ မင်းတို့ကွာမိဘတယောက်ရဲ့မြတ်တာတရားနာမသေးတဲ့ကောင်းနေမေကမေကိုမွေးလေးလုပ်ပေးဖို့အဒီမှာမေကိုမွေးတဲ့ကိစ္စနဲ့စောင့်နေတာ မိဘမြတ်တာတရားတန်ဖို့မသိတဲ့ကောင်းနေမထားကွာမင်းတို့မိဘမြတ်တာဆိုတာမင်းတို့ကြည်ပါတယ်ဆိုတဲ့မြတ်မို့တောင်နဲ့ရှင်းတော့အဲ့ဒီမြတ်မို့တောင်ကဇီးပမာဏပဲရှိတော့တယ်အဲ့ဒါမိဘမြတ်တာတရား ဒီဘဝဒီချာခဲ့ပြီမို့သားကိုအမိခွဲခဲ့ပြီအားတို့အမိခွဲခဲ့ပြီလေမဟာပတူရီမြေတို့လည်းမကသမုတ်တရားနဲ့လည်းမနိုင်အားဘုရားနဲ့တကိုင်းနဲ့မြတ်တဲ့ယေရှုရှင်မွေးမေမေသားကိုချစ်တဲ့မွေးမေမေဆွေရဆုံးလွမ်းလိုက်ပါပြီအတိနောက်ကျလို့သာလာတာဝမကျေလွမ်းလို့မပြေအမေမရှိတော့လေမအမေအိယာနေရအမေဖယားကငါအမေတတ်ဖို့အမေကုန်တော်ကလေးလေးရဲ့အရာရာတိုင်းဟာသားအတွက်အလွမ်းမြေအမေကိုဝမ်းလဲလွမ်းလို့မပြေအမေရှိစဉ်ကမတွေ့အမေသွားလို့ရ မေခေါ်ပါဦးမေ သွားလို့ရ မေ သားလေးမေမေဘဝနဲ့ကုန်ကျေးဇူးတွေအမေတို့ဘုရားအမေတို့ညမကြီးအမေပြုံးကလေးနဲ့သားကိုခွဲထားခဲ့ပေမဲ့သားငယ်မပြုံးနိုင်မရင်နိုင်မိုင်လူ